ချစ်မိတ်ဆွေညီကိုမောင်နှမများအားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်ရဲ့ကြုံမင်း channel လေးကနေအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမလို့ခေါ်ဆက်တာလိုက်ပါတယ်အားလုံးသောကိုရီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲထာဝရဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေဗျာစိတ်သွားတိုင်းကိုပါပြီးတော့လူပင်စန္ဒတွေလည်းတလုံးတဝါကြီးပြည့်စုံကြပါစေလို့ဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဗျာကဲကိုမိုင်အားလုံးပဲမင်္ဂလာပါဗျာเนาะကျွန်တော်အခုလာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးဟာကျွန်တော်တို့အခု8ရက်5လเนาะ2026တောက်ကြနေညနေအတွက်ဖြစ်ပါတယ်เนาะကဲကိုမိုင်အားလုံးပဲเนาะကျွန်တော်တို့ဒီမနက်တော့ကနန်း26ဆိုတော့ထိုင်းပါဝါလေးပေါ့ဗျာเนาะထိုင်းပါဝါလေးအရာကျွန်တော်တို့တောက်ကြနေညနေမှာထီထီမိမိဖြစ်အောင်အကောင်းဆုံးဆောင်မယ်ဗျာเนาะကိုရီမာရီအားလုံးကိုအပိတ်ကလေးလောက်အောင်ကျွန်တော်အကောင်းဆုံးစူးစမ်းပေးမယ်ကိုရီမာရီဘက်ကဗီဒီယိုဖိုင်လေးကိုပြီးဆုံးအောင်တည်တည်ကြကြလေးကြည့်ရှုပေးပါလို့เนาะဟိုကြော်ဒီကြော်ကြည့်ပြီးနားမလည်လိုက်တာတွေမသိလိုက်တာတွေဖြစ်ကုန်မှာစိုးလို့ပါเนาะဒါကျွန်တော်တင်တဲ့ဗီဒီယိုဖိုင်လေးတွေရတယ်အရှိကြီးလည်းမဟုတ်ပါဘူးเนาะလိုရင်းတိုရှင်လေးနဲ့အေးစစ်စစ်လေးပုံမှန်လေးပဲသွားနေကြပါเนาะကဲဥစွာပထမဖွဲ့ဝင်လာတဲ့ကိုရီမာတွေဖွဲ့ဝင်ကိုရီမာတွေเนาะကျွန်တော်ပေးပို့ထားသောတောက်ကြနေမှာကစားရမယ်လက်ဆောင်ပတိရဲ့ကနန်းတွေရဲ့ကိုတောက်ကြနေညနေမှာလဲဒီကနန်းတွေပဲဆက်ပြီးတော့ကစားပါเนาะဖွဲ့ဝင်မွေးခွေပြရက်ဆက်တယ်เนาะကျွန်တော်တို့အခုဒီတစ်ပတ်ဆိုပြကျွန်တော်တို့အခု4ရက်ပေါ့เนาะ4ရက်ကိုကျွန်တော်တို့ဒီတစ်ပတ်မှာဒီတောက်ကြနေညနေမှာပေါ့ဆို9ကြိမ်ထွက်ပြီပေါ့เนาะ9ကြိမ်ပါဗျာเนาะကျွန်တော်ပေးထားတဲ့ဒီတစ်ပတ်အခွေက1649ဆိုပြီးဖွဲ့ဝင်ပေးထားတဲ့အခွေလေးอ่ะเนาะရက်ဆက်ဆက်ပဲတစ်ကြိမ်305ဆိုတဲ့တစ်ကြိမ်မှာပဲလွတ်တယ်ကျန်တဲ့နေ့တိုင်းอ่ะ1649နေ့တိုင်းအကြိမ်တိုင်းကိုညှိနေတာဒါပေမဲ့ဒီကနန်းလေးလုံးကမခွေဘူးဖြစ်တယ်ဗျာเนาะရက်ဆက်သွားတယ်เนาะကဲဘာပဲဖြစ်ဖြစ်ပါအဖွဲ့ဝင်လာတဲ့ကိုရီမတွေเนาะကျွန်တော်ရှေ့လာမဲ့ဘက်မှာလည်း3ရက်အတွင်းမှာထီထီမိမိကစားရမယ်เนาะစာတို့ပတ်တီးနဲ့မွေးကနန်းကိုကျွန်တော်ထပ်ပြီးတော့ပို့ဆောင်ပေးပါမယ်เนาะအဖွဲ့ဝင်ထားတဲ့အဖွဲ့ဝင်ကောင်းကိုရီမတွေကတော့ငွေလွှဲစရာမလိုပါဘူးဗျာเนาะအဖွဲ့သစ်ဝင်နေတဲ့ကိုရီမတွေကလည်းအဖွဲ့ဝင်ချင်းတော့နောက်ရက်ကျရင်ကျွန်တော်ကိုဆက်သွယ်ပေးပါเนาะဖွဲ့ဝင်ဟောင်းကိုရီမတွေကျွန်တော်ပေးပို့ထားတဲ့ကနန်းကိုတောက်ကြနေအတွက်ဆိုတာကိုเนาะဒါမနက်မဟုတ်ညနေဒီညနေမှာလည်းကျွန်တော်ပို့ပေးထားတာကိုပဲဆက်ပြီးတော့ကစားပါเนาะကိုမိုင်အားလုံးပဲเนาะကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်ခုမှမြင်ခုမှတွေ့ခုမှဝင်ရောက်ပြီးတော့အားပေးကြတဲ့ကိုရီမတွေရောကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးတွေကိုအမြဲတမ်းစောင့်ပြီးကြည့်ရှုအားပေးနေကြတဲ့ကိုရီမတွေအားလုံးရောဗီဒီယိုဖိုင်လေးကိုလိုက်လက်မလေးတွေနှိပ်ခဲ့ပြီးတော့အားပေးပေးပါဗျာเนาะကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်တို့အခုတောက်ကြနေညနေမှာဆိုရင်လေကျွန်တော်တို့မနက်ကလုံးပိုင်ပတ်တီးတိုင်းပဲကစားပါမယ်10ပိုင်10ပတ်တီး9ပိုင်9ပတ်တီးပါเนาะထုံးစံတိုင်းပဲပတ်တီးကြိုက်လို့ကစားခြင်းတဲ့ကိုရီမတွေက10ကိုကြိုက်နေတဲ့ကိုရီမတွေကလည်း10ကိုကစားနိုင်ပါတယ်9ကိုကြိုက်နေတဲ့ကိုရီမတွေကလည်း9ကိုကစားနိုင်ပါတယ်เนาะတနေ့ကုန်းစားရှယ်ကီဖြစ်တဲ့ကျွန်တော်တို့831ကီလေးနဲ့လည်းကြိုက်ရင်9ပိုင်9ပတ်တီး10ပိုင်10ပတ်တီးကိုကြိုက်ရင်တွဲပြီးတော့ကစားလို့ရပါတယ်ဗျာเนาะကဲကိုရီမကြီးအားလုံးပဲเนาะကျွန်တော်တို့အထူး main quest ကလေးတွေကိုမပြောခင်เนาะကျွန်တော်မနေ့ကတင်ထားတဲ့ဗီဒီယိုပိုင်းမှာပြောပြီးသားเนาะတောက်ကြနေတကနေတွေကုန်းမှာ3851ဆိုတဲ့အခွေတတိထားလို့เนาะဒါအခွေအားတန်တဲ့လူတွေအတွက်ကိုပြောတာเนาะ3851ဆိုတဲ့ကနန်းဒီမနက်မှာတောက်ကြနေမနက်မှာကြာမလို့တဲ့အတွက်ညနေမှာဆင်းနိုင်တယ်เนาะခွေပြီးတော့လဲဆင်းလာနိုင်တယ်လို့တလုံးချင်းစီကပ်ပြီးတော့လဲဆင်းလာနိုင်တယ်ဒါတတိလေးထားအောင်ပြောတာပါเนาะဒါရှယ်ကီရဲမှာဆိုလို့ရှိရင်လဲ831နဲ့ကညှိနေတော့ဗျာပို့ပြီးတော့အားတာတာပေါ့เนาะကဲကိုမိုင်အားလုံးပဲเนาะကျွန်တော်တို့အခုရှစ်နဲ့ပတ်သက်လာပြီဆိုရင်အဓိက main ထားပြီးတော့ကစားမှာဒီကျွန်တော်တို့8085เนาะ8284အဓိက main ထားပြီးတော့ကစားကနန်းလေးတွေကစားတဲ့ခါမှာအာပြီးတော့ကစားเนาะ9ပိုင်9ပတ်တီးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့9591เนาะ9392အဓိက main ထားပြီးတော့ကစားပါကနန်းလေးတွေကိုအာပြီးတော့ကစားပါဗျာเนาะကိုမိုင်အားလုံးပဲရှစ်နဲ့ပတ်သက်လာပြီဆိုရင်8085เนาะကျွန်တော်တို့8284เนาะအဓိက main ထားပြီးကစား9ပိုင်9ပတ်တီးနဲ့ပတ်သက်လာပြီဆိုလို့ရှိရင်9591 9392အဓိက main ထားပြီးကစားเนาะမင်းရောတက်ကွက်ကောင်းလေးလည်းနေတိုက်ကကိုရီမတွေတော့ပါကျွန်တော်ရွေးချယ်ပေးခဲ့မယ်เนาะကျွန်တော်တို့8နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့80ကြိုက်ပါတယ်တက်ကွက်ကောင်းကြိုက်တယ်เนาะ9နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့63ဒီမင်းရောတက်ကွက်ကောင်းကြိုက်ပါတယ်ခဏလေးတွေကိုအာပြီးတော့ကစားပါเนาะကိုမိုင်အားလုံးပဲ
ကဲကိုဒီမကြီးအားလုံးပဲစားတူအားပြီးကစားနိုင်တော့ပို့ပြီးတော့ကောင်းတာပါဗျာနော်ဒါဒီတစ်ပတ်မှာဆိုလို့ရှိရင်လည်းဗျာနော်ဒါအဖွဲ့ဝင်ဒီပုံမှန်တိုင်းလေးပတ်တိလေးနဲ့ပဲပုံမှန်သွားရင်တော့ဖွဲ့ဝင်နေရတော့အေးစေးနော်ကျွန်တော်ကိုရှေ့တာပါဗျာနော်ကျွန်တော်ကတော့ထိထိမိမိလေးအကွက်ချင်းချင်းလေးနဲ့အကိုဒီမကြီးရအောင်ဆိုပြီးနော်ဒီ164ဆိုတဲ့ခွေးလေးကကြားတင်တာဗျာနော်ဘာကြောင့်ကြားတင်တယ်လဲဆိုရင်ကျွန်တော်3ညဆိုပြီးခဏကြားထားရင်လည်းဒါ169လေးဆိုတဲ့ခွေးကခွေးတက်တယ်ဟိုးရှေ့ဘက်မှာလေးကြားထားပြီဒီကောင်တောက်လျှောက်ခွေးမလာဘူးနော်ဟိုးရှေ့တစ်ဘက်မှာလည်းကျွန်တော်တို့ခဏကျွန်တော်ပြောဘူးတယ်နော်ခဏ break to အန်ဂယ်ကြားထားတယ်နော်ရှေ့တစ်ဘက်မှာဆိုလို့ရှိရင်ဟိုးရှေ့တစ်ဘက်ကျော်မှာကြားထားတာဆိုရင်တစ်ခွန်မနေ့ဈေးမှာတက်ခွန်ညနေဈေးမှာ9-3เนาะတောက်ကြနေညနေမှာ3-8 break 8အန်ဂယ်ကြားထားတယ် break 2အန်ဂယ်ကြားထားရင်169လေးအခွေဒီမနေဘူးလာတယ်ဆိုတော့เนาะပြီးခဲ့တဲ့ဘက်ကလည်းမကြောက်ဘူးဒီတစ်ပတ်မှာလည်းကြာမသွားခဲ့ဘူးဒါ68ရာခိုင်နှုန်းလောက်မှန်းနေတဲ့ formula เนาะ formula လေးဆိုတာလည်းဒါဖောက်တတ်တယ်68ရာခိုင်နှုန်းလောက်မှန်းနေတဲ့ formula လေးကအခုဆိုတော့လွဲတဲ့သွားနိုင်တဲ့2ရာခိုင်နှုန်းလေးကနေပြီးတော့ဖြစ်သွားတယ်ပေါ့ဗျာเนาะဒါပေမဲ့ဒီခွေလေးကတော့နောက်တစ်ခါဒီလို break 2တွေကြာလာခဲ့ break 2အန်ကယ်ကြာလာခဲ့မယ်ဆိုရင်တော့ကစားရမှာပဲဗျာเนาะဒါလေးကဖြစ်တော့ဖြစ်ခဲ့ပေါ့ဗျာဒီတစ်ပတ်မှာပဲတော်တော်လေးကန်ဆိုးပြီးတော့ဖြစ်သွားတာပေါ့เนาะဒါကြောင့်ကျွန်တော်ကိုရီမတွေကိုเนาะအဖွဲ့ဝင်လာတဲ့ကိုရီမတွေเนาะရှေ့လာမဲ့ပတ်မှာเนาะ3ရက်အတွင်းဝေးပြီးကစားရမယ်ထုံးစံအတိုင်းဇာရိုးပတ်တီးရဲ့အထူးမိန်ကွက်ကိုကျွန်တော်ပို့ဆောင်ပေးမယ်เนาะပို့ဆောင်ပေးပါမယ်เนาะကိုကိုမိုင်အားလုံးပဲเนาะကဲကိုရီမတွေအားလုံးပဲเนาะကျွန်တော်တို့ဒီညနေမှာတေချာလေးထပ်ပြီးပြောခဲ့မယ်เนาะ8085เนาะ8284เนาะပတ်သက်လာရင်80ဒီတကွက်ကောင်းเนาะ6နဲ့ပတ်သက်လာပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့9591 9392 main တက်ကွက်ကောင်းဒီကျွန်တော်တို့63ကနန်းလေးတွေကိုအားပြီးတော့ကစားပါเนาะကဲကိုရီမတွေအားလုံးပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်အားလုံးသောကိုရီမတွေလည်းစိတ်ချမ်းသာခြင်းကိုယ်ရင်ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကောင်းမွန်တဲ့နေ့ရက်ကလေးတွေကံကောင်းတဲ့နေ့ရက်ကလေးတွေကိုပဲအမြဲတမ်းဆက်လက်ပြီးတော့ဆိုင်နိုင်ကြပါစေဗျာ